ကျမတို့ဘလမှာမဖြုံးတဲ့အရာ၃ခုရှိပါတယ်အချိန်ရဲ့စကားရဲ့ပိုက်ဆံရဲ့ပါဒီ၃မျိုးကိုဖြုံးမယ်ဆိုရင်ဘဝအတွက်ဒုက္ခရောက်သွားနိုင်ပါတယ်အချိန်ကိုဖြုံးရင်ဘဝကိုဆုံးရှုံးရတတ်ပါတယ်အချိန်ဆိုတာတကယ်တမ်းဖို့ရှိတဲ့အရာပါအဲ့ဒါကိုတည့်ရသားနဲ့အချိန်တွေဖြုံးနေမိတဲ့သူတွေအများကြီးပါတရက်တည်းအချိန်တွေဖြုံးသွားတာဟာမတိတာပေမဲ့တရက်ကနေတလကနေတစ်နှစ်ကနေ10နှစ်လောက်ကြာလာရင်တော့အချိန်ဖြုံးခဲ့ခြင်းရဲ့အကျိုးကိုခံစားရတော့မှာဖြစ်ပါတယ်စကားကိုဖြုံးရင်တိတ်ခါကိုဆုံးရှုံးရတတ်တယ်မလိုအပ်ပဲစကားကိုမပြောပါနဲ့လိုအပ်မှပြောပါများနားထောင်ပါအောင်မြင်တဲ့သူတွေကိုကြည့်လိုက်မယ်ဆိုရင်သူတို့တွေဟာလိုအပ်မှစကားကိုပြောတတ်ကြပါတယ်မလိုအပ်ပဲစကားတွေအရေးမရအဖက်မရတွေပြောနေရင်တော့အာချောင်တဲ့သူဖြစ်သွားမှာပါပိုက်ဆံကိုဖြုံးရင်တော့ဥစ္စာဆုံးရှုံးရတတ်ပါတယ်လိုချင်တာတွေကိုဘဲဝယ်နေမယ်ဆိုရင်တစ်ချိန်ကျရင်လိုအပ်တဲ့အရာတွေကိုထုတ်ရောင်းရပါလိမ့်မယ်လိုချင်တာနဲ့လိုအပ်တာခွဲခြားသိဖို့လည်းလိုအပ်ပါတယ်ကျမဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျမရဲ့ဗီဒီယိုလေးကို follow နဲ့ share လေးလုပ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။